ကျေးဇူးများတဲ့နဲ့ကျွန်တော်လေဒီအခုချိန်ဆိုညနေနေပေါ့နော်ပြီးတော့လဲဟိုမြန်မာပြည်ကဆိုလို့ရှိရင်အင်တာနက်ကရချင်မှလည်းရအောင်ပဲအဲ့ဒါကိုစောက်ကြည့်ပြီးတော့မှကျွန်တော်အားပေးအတွက်တကယ်ကိုကျေးဇူးရင်ထဲကနေလက်လိုက်လဲကျေးဇူးတင်တယ်ပြီးတော့လဲဒီမှာလာရောက်အားပေးတဲ့အရောက်စီတိုင်းလဲအလုပ်တွေအပြက်ခံပြီးတော့မှလဲအပင်ပန်းခံကားခအကုန်ခံပြီးတော့မှဟိုဒီထိလာရောက်အားပေးတဲ့အတွက်ကြောင့်မလို့တကယ်ကျေးဇူးတကယ်တင်တယ်ပြီးတော့ဒီထက်မကလဲဟိုဘယ်လိုပြောမလဲဘယ်တော့ပို့ပြီးတော့ကြိုးစားမယ်ကျွန်တော်ပို့ပြီးတော့ကြိုးစားမယ်သူတို့ရဲ့ဂုံယူစေရမယ့်အမျိုးသမီးတယောက်ဖြစ်အောင်ကျွန်တော်ရအောင်ကျွန်တော်ကတိပေးပါတယ်လို့ဟုတ်ကဲ့ပို့ပြီးတော့ကြိုးစားမယ်အားပေးရကြိုးနာတဲ့ထိကြိုးစားပေးပါမယ် Judge number 1 for this contest in favor of Vera. Judge number 2 for this contest in favor of Green. And judge number 3 for this contest in favor of your winner by split decision. ဟုတ်ကဲ့နိုင်ပွဲထပ်ပြီးတော့ယူဆောင်လာနိုင်တဲ့အတွက်ကြောင့်မလို့ကိုလည်းဂုံယူမိသလိုပိတ်တဲ့အတွက်လည်းဟိုအရန်ပျော်ရွှင်ခဲ့ရပါတယ်တကယ်ကိုလည်းပျော်ရွှင်ခဲ့ရဒီပွဲအတွက်မန်တိုင်းပြည်စင်ချိန်ကတော့ဒီပွဲကိုစတင်တဲ့အချိန်မှာဆိုလို့ရှိရင်တော့9ပတ်လောက်ပဲပေါ့နော်9ပတ်လောက်ပါပဲတည်တယ်ဒါပေမဲ့9ပတ်3ပတ်မြောက်မှာကျွန်တော် kickboxing ပဲ train တယ် kickboxing ပဲကြိုးစားပြီးတော့ဘာဖြစ်ဆိုတော့ဟိုအနစ်စာနဲ့ဟိုတည်ထားတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့လေ့လာထားတယ်နောက်မှအဲ့ဒီချိန် cancel လုပ်ပြီးတော့နောက်ပိုင်းမှာဇဝေဇဝါတွေဖြစ်သွားရောဘာထိုးလို့ထိုးရမှမသိဘူးပဲမွေထိုင်လာမလား kickboxing လာမလားဆိုပြီးတော့ဆိုမွေထိုင်ရပွဲမတိုင်ဟိုမတိုင်ခင်တပတ်ကျော်လောက်မှပြန်ပြီးတော့တည်ရတော့တပတ်ကျော်နှစ်ပတ်လောက်ဟုတ်တယ်အဲ့ချိန်မှတည်ရတော့ဟိုပြန်ပြီးတော့ပြင်ဆင်ခဲ့တာပေါ့အဲ့အလုံးစုံ6ပတ်လောက်ပါအိုးရှိတာပေါ့ကျွန်တော်တို့ကပထမတစ်ခုကခက်ခဲရှိတာက kickboxing ကိုပြင်ဆင်တယ်အဲ့ဒါတစ်ခုရပြီးတော့ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရပြိုင်ဘက်ရဲ့ပုံစံကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရဒုတိယတစ်ခုကကျတော့အခုကဒီအားကစားဟုတ်ပါလေပြိုင်ဘက်အတိရောက်လဲရောက်လာ तू ကလည်းဟိုဟာဘယ်လိုပြောမလဲစောက်ပေါ်နဲ့ပြန်ပြီးတော့လာတယ်ဆိုတော့ကျွန်တော်တို့အရင်ခက်ခဲသွားတယ်ဟိုအချိန်လည်းပြင်ဆင်အရင်မရှိတော့ဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးလုပ်ဖို့ပဲဟိုလုံနိုင်မယ်လို့လည်းအများအားမျှော်လင့်ပြီးမှအများအားကြိုးစားခဲ့ပါတယ်ကျွန်တော်စဉ်းစားထားတာနှစ်ချီလောက်မှတကယ်တမ်းဆိုစိတ်ထဲမှာတော့ကြိုတင်ပြီးတော့စဉ်းစားထားတယ်ဒါပေမဲ့ तू ကလည်းဟိုတကယ်ကောင်းတဲ့ပြန်ပဲတယောက်ပဲလက်တီးလဲသူပြင်းနေတွေ့တဲ့အတိုင်း तू ကြားလိုက်ကိုကြားလိုက်ဆိုတကယ်ကောင်းတဲ့ပွဲပဲသူ့ကိုလည်းချစ်ကျူးတယ်သူ့ကိုလည်းဟုတ်ပွဲခက်ခဲခဲ့တာပေါ့ဘာဖြစ်ဆိုကျွန်တော်ကဘယ်လိုပြောမလဲပြိုင်ဘက်ဒီဖက်စောက်ပေါ်နဲ့ကကျတော့တိတ်ပြီးတော့ထိုးပူတာတိတ်မရှိပြီးတော့လည်းလက်အိတ်အသေးနဲ့ဒီဘာမှာစောက်ပေါ်ပထမဆုံးတစ်ကြိမ်ဖြစ်တယ်လို့ပြီးတော့လည်းသူ့ကကျတော့ကျွန်တော်တို့ကသူတို့တရုတ်ကကျတော့ဟိုတော်များများ Instagram တွေ Facebook တွေတိတ်မတုံးသူရှာရက်ခဲ့တယ်သူ့ပွဲအရန်ရှာရက်ခဲ့တယ်သူတို့တုံးတဲ့ဟာကဘာတွေလဲတော့မသိဘူးဒါပေမဲ့သူ့ပွဲတော့ပွဲရည်ဟိုရှေ့သူ့ပွဲကျွန်တော်ရှာလို့ကိုမရတယ်ဆိုတော့အေးဟိုမဟုတ်ရှာလို့ရတဲ့တပွဲတလေတော့ရှိဒါပေမဲ့အဲ့ဒီပွဲတွေကအနှစ်အခြေဆိုဘလို့သွားကြည့်လို့မရဘူးကျွန်တော်တို့အများပြအကစားသမားလေ့လာရဆိုလို့ရှိရင်အများပြနောက်ဆုံးပွဲကိုပူပြီးတော့ဦးစားပြီးတော့မှလေ့လာတာပေါ့နော်အဲ့ဒါကြောင့်ဆိုသူ့ပွဲတော့လေ့လာရက်ခဲ့တယ်မန်ထားတာတော့ကျွန်တော်တော့ဟိုသူ့အဝေကိုကျွန်တော်တဒေါင်ချမယ်ပဲစဉ်းစားပါတော့ဒါပေမဲ့ तू ကလည်းဟိုဘယ်လိုပြောမလဲ kickboxing သမားဆိုတော့ distance တိုင်းတတ်တယ်ပြီးတော့ तू ကပြန်ပြီးတော့ဆုပ်ဒါမြန်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေတော်ဝင်ပြီးတော့မှဖမ်းချုပ်လို့တိတ်မလွယ် तू လည်း weak ထိုးပြန်ထွက်အဲ့လိုမျိုးဆိုတော့ကျွန်တော်စဉ်းစားထားတာနည်းနည်းတော့လွယ်သွားတော့အဲ့ဒီချိန်မှာတော့တော်တော်ကိုမူတယ်ကိုယ့်အကိုပြန်ပြီးတော့ဒီနံပါတ်1တစ်ချက်ကကျတော့ကိုယ့်အကိုပြန်ပြီးတော့ဒီကောင်းကောင်းရက်နိုင်အောင်တင်မလားအဲ့ဒါတခုရေဒုတိယတစ်ချက်ကကျတော့ဟိုတတိထားရတော့မယ်သူလည်းဟိုလက်တီးပြင်းတဲ့ကစားသမားဆိုတော့ကိုကအဲ့ဒါကိုဒုတိယချက်ပို့ပြီးတတိထားရမယ်နံပါတ်3တစ်ချက်ကကျတော့ကိုကတော့ဟ
ဒီတိုင်းပဲဆက်ဖြစ်လို့မရဘူးဘာဖြစ်ဆိုရင်ပြိတ္တာတွေလည်းကိုယ့်ဖက်မှာရှိတယ်အကုန်လုံးကိုယ်စောင့်ကြည့်နေတယ်ဆိုကျွန်တော်ဘာနိုင်ရတော့မှာပေါ့ဆိုတော့အဲ့ဒါကိုပို့ပြီးတော့တွေးဝင်လာတာကျူတင်တာကတော့သူ့ရဲ့ပုံစံစောက်ပေါ်ရဲ့ပုံစံသူဝင်လာရင်တောင်ရိုက်မယ်ပြီးရင်ကျွန်တော်ကအနီးကလို့ရှိရင်တောင်ရိုက်မယ် clinch မယ်အဲ့ဒါကတော့ကျူပြီးတော့ပြင်ဆင်တယ်ဒါပေမဲ့တကယ်တော့ပြိုင်ဘက်ကကိုထိုးထားတာနဲ့ကိုပြင်ဆင်တာတချို့ကကျတော့ဝဲမာတာတွေရှိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုပြင်ဆင်လာတဲ့အရာမှာ तू ကပြိုင်ဘက်ကြောင့်စင်ပေါ်မှာပရမရှိမှာပြောင်းသွားမယ်ဆိုတော့သူ့ရဲ့အဓိကပရမရှိမှာကိုကပို့ပြီးတော့တတိထားပြီးကြည့်ရမယ်ဒုတိယရှိမှာကိုကပြောင်းလဲတင်ရမယ့်အချိန်မှာကိုထပ်ပြီးတော့စပြီးတော့ပြောင်းလဲရတော့မယ်ကိုဒီတိုင်းပဲဒီတိုင်းဝင်ကျွန်တော်လည်းမလွယ်တော့သူ့ရဲ့ power check ကကျွန်တော်ဒီဝိတ်ချတဲ့ပိုင်းမှာစားတောင်းတဲ့ပိုင်းမှာပြောမှဆိုလို့ရှိရင်တော့ပထမအဆုံးချက်ကကျွန်တော်ကပြိုင်ပွဲမရဘူးပြိုင်ပွဲဘယ်လိုပြောမလဲသူတို့လာမကန်လန်းကလေးကကျွန်တော်ဒီတလမှာကျွန်တော်ထိုးချင်တယ်ကျွန်တော်စဉ်းစားထားသူတို့ကလည်းပွဲတောင်းထားတဲ့အချိန်မှာကျွန်တော်စပြီးပြင်ဆင်လိုက်ပြီနှစ်လလောက်မှကျွန်တော်စပြီးတော့ပြင်ဆင်တယ်ကျွန်တော်ပြင်ဆင်တဲ့အရာတွေလည်းကျွန်တော်တယောက်တည်းပဲမသွားနိုင်ဘူးကျွန်တော်ရဲ့ဂျင်းဆရာလည်းပြင်ဆင်တယ်ပြီးတော့အထူးဖြစ်မှကျွန်တော်ရဲ့အနီကဆရာကြီးပေါ့သူကတော့ကျွန်တော်အနီကဆုံးကျွန်တော်မနေ့စာနေ့ညအကုန်လုံးကြည့်တယ်ဆိုတော့အဲ့ဒီအရာတွေတခုမကြံသူလဲလိုက်လုပ်ပေးတာပေါ့နော်သူလိုက်လုပ်ပေးတယ်ဆိုတော့အဲ့ဒီအရာကြောင့်ဒီပွဲမှာကျွန်တော် weight ကိုအရင်လိုပြပန်းနဲ့လည်းမချရတယ်လို့ကျွန်တော်ရဲ့ muscle တွေလည်းအရင်လိုလည်းမကြောက်ပြီးတော့တန်လက်တန်မာလာတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်ဟုတ်တယ်star နဲ့ကကြတော့သူကတော့ကျွန်တော်ထက်အမှန်တမ်းပြောမှဆို senior အများကြီးကြတယ်သူကပွဲပေါင်းလဲသူက champion လဲ3ချိန်တောင်ရှိခဲ့3ခုတော့ဗောနော်ရှိခဲ့ပူတဲ့လူကျွန်တော်လည်းလေးစားရတဲ့အာသာသမားတယောက်ဗောနော်ပြင်စင်ရတော့ဘယ်လို ready ဖြစ်ပြီလားဆိုတော့ကြတော့လေကစားသမားတယောက်က ready ဖြစ်ဖို့အချိန်ကြီးစောက်လို့ရှိရင်ကျွန်တော်တို့က ready နိုင်ဘူးဆိုတော့လာမယ့်အချိန်ကိုတို့တကယ်လို့အရန်ထိုးစီချင်တယ်ပြီးတော့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားခဲ့တဲ့အချိန်ဆိုကျွန်တော်အကောင်းဆုံးပဲလုပ်ပြဖို့ပဲစဉ်းစားတယ်ကျွန်တော်ဘဝမှာကျွန်တော်အကောင်းဆုံးဖြစ်ဖို့ပဲအများအားကြိုးစားပြီးတော့မှတိုင်ပွဲထိုးချင်တယ်ဒီလူနိုင်ရမှဒီလူနိုင်ကျွန်တော်အဲ့လိုမျိုးအနိုင်အရှုံးပဲအရင်မတက်မှကျွန်တော်ဘယ်လောက်လုပ်နိုင်လဲကျွန်တော်ရဲ့ကြိုးစားတွေကျွန်တော်ဘယ်လောက်ထိပေါ်ထုတ်နိုင်လဲကျွန်တော်ရဲ့အရေးရှင်ကျွန်တော်ဘယ်လောက်ပြနိုင်လဲဆိုအဲ့ဒါပဲကျွန်တော်ချပြချင်တာပါဟုတ်သူတကယ်လို့သူအများအားကျွန်တော်စိန်ခေါ်ရတယ်ဒါပေမဲ့သူနဲ့တူလာမယ်ဆိုလို့ရှိရင်လည်းတူလို့ရတယ် Thai fighter နဲ့တခြား fighter ကကျတော့ Thai fighter ကကျတော့တော်တော်များများကကျတော့သူတို့ကလေကွာခြားချက်တစ်ခုရှိတာတော့တော်တော်များများနောက်ပိုင်းမှာ Thai fighter တွေကအစားတောက်တွေကနိုင်ငံခြားလောက်မလေ့လာဘူးလို့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒီအစားတောက်ပိုင်းမှာသူတို့နည်းနည်းအားနည်းတာတွေရှိတယ်ပြီးတော့လည်းweight ချတဲ့ပိုင်းမှာသူတို့အားနည်းတယ်ပြီးတော့သူတို့ပုံစံကိုသူတို့ဒီလိုလာတာမျိုးတွေပို့ပြီးတော့များတယ်ငွေထိုင်းပုံတကယ်ဒီနိုင်ငံခြားသားတွေနဲ့တိုးပြီးဆိုလို့ရှိရင်တကယ်နတ်တဲ့လူနဲ့ပညာသုံးတဲ့လူဆိုလို့ရှိရင်ထိုင်းကိုလည်းတော်ရုံမရှင်နိုင်တော့ကျွန်တော်မြင်တယ်ကျွန်တော်အနေနဲ့ကကျွန်တော်ထိုင်းနဲ့ထိုးတယ်ဆိုလို့ရှိရင်တော့နိုင်ငံခြားကျွန်တော်ပို့ပြီးတော့ချိန်အဲ့လိုမျိုးတော့ပို့ပြီးတော့ရှိတယ်ကျွန်တော်ရဲ့စိတ်ထဲကတော့ဒါကကွန်လိုက်ရဲ့နေရာဒုတိယနေရာမှာကျွန်တော်နေချင်တယ်ပြီးတော့လည်းမြန်မာနိုင်ငံလူမျိုးတိုင်းအတွက်ဂုဏ်ယူရမယ့်အမျိုးသမီးတယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားလုပ်ချင်တာပေါ့နော်ဆိုတော့ဒီအရာတွေကတော့ကျွန်တော်တို့ကြိုးစားတလောက်ပြီးတော့ဆက်သွားမယ်ရအောင်တော့ကျွန်တော်ရချင်တယ်ဒါပေမဲ့ကတိတော့မပြီးရဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးဂုဏ်ယူရစေမဲ့အမျိုးသမီးတယောက်ဆုံးထိတော့ကျွန်တော်ဆက်သွားမှာတော့ဟုတ်ကွန်လာကကျွန်တော်အမြဲတမ်းအပေးစကားတော့သူကတော့ညီမနေလုံးနိုင်တယ်သူကအမြဲတမ်းကိုယ်အားပေးတယ်ပြီးတော့လည်းတစ်ချိန်ကျရင်အဲ့ဒီနေရာလဲရောက်လာမှာပါအဓိကတေပုံမှန်ပဲလေ့ကျင့်ပြီးတော့မှအစားတောက်လဲတေသူအများအားအဆုံးမှာပါပဲတင်မလားအကိုအရင်တယောက်လိုပဲသူကလည်းကိုယ်သားချစ်တယ်ကိုလည်းသူ့ကိုချစ်တဲ့အကြောင်းတွေလည်းပြောတယ်သူနဲ့တွေ့လို့ရှိရင်လည်းကိုကမျက်ရည်အများအားပါတယ်ဆိုအဲ့လိုမျိုးဖြစ်တယ်ဘာဖြစ်ဆိုအရင်နှမျောမိတယ်ကျွန်တော်တို့ကကျွန်တော်တကယ်သားအားပေးရဆိုတော့ကျွန်တော်ရောက်လာတဲ့ချိန်မှာသူကထွက်သွားရောဆိုတော့အဲ့ဒီຢာတွေစိတ်မကြည်မလားနည်းနည်းဖြစ်မိတာပေါ့ချက်ပြီးတော့မြင်ချင်သေးတာပေါ့နော်မြင်ချင်တာပေါ့ကွန်လာကတကယ်တမ်းဆိုလို့ရှိရင်ဒီအားကစားပိုင်းမှာရောကျွန်တော်တို့ပြတ်တက်သွားတယ်ပြီးတော့သူ့ရဲ့နှလုံးသားအရန် kindness တဲ့ပိုင်းမှာရောကျွန်တော်တို့တင်ပြတ်တက်သွားတယ်ဆိုတော့အဲ့ဒီဟာတွေကိုသူ့ရဲ့နှိမ့်ချတာတွေကိုကျွန်တော်အရန်သဘောကျတယ်ဆိုအရန်မြင်ချင်တယ်အဲ့လိုအာဇာသမားတော်တော်ရှားတယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာတွေမရက်တန့်စေချင်ဟုတ်မေးအောင်ပါကျွန်တော်ပဲမြင်လာကြတယ်ဘယ်လိုဒီဘက်ကကျင်းတတ်သွားမှာဖြစ်
အဲ့လိုလဲဆိုတော့ဘယ်တော့ရန်တော့ထိုးရတဲ့ပြင်တက်တွေကအမူထိုင်းတော့လည်းကတော့တူးတယ်ဘယ်တော့ကဘောက်ဆင်တအားတန်တဲ့ fighter ဆိုကျွန်တော်သိတယ်ဒီနေ့ဆိုရင်ဘယ်တော့ဘောက်ဆင်စကီးတွေကောင်းကောင်းကြီးရှင်းကြည့်လို့ရအဲ့တော့ပြန်တက်ကလည်းအဲ့လိုဘောက်ဆင်ကောင်းကောင်းနဲ့ကိုယ်လည်းဘောက်ဆင်ကောင်းကောင်းနဲ့သူကြောက်ဆိုကြနေတာဘယ်လိုပုံစံမျိုးသူစီ respect တော့ bro အများကြီးပေးလိုက်တာလည်းဖြစ်တယ်အများကြီးလည်းရမယ်သူ့ respect ထားတယ်ဆို तू ကတကယ်တမ်းဆိုလို့ရှိရင်ဒီ one sim ပေါ်မှာပထမဆုံးချိန်တက်တယ်လို့ဆိုရင်တော်တော်များများကကြောင်ပြီးတော့မှပင်ပန်းဖြစ်သွားကြတယ်။ तू ကကျတော့အဲ့လိုမျိုးမရှိဘူး။ तू တဘောတန်ပါတယ်။ तू တန်ပါတဲ့ဟိုအားကစား fighter တယောက်ဖြစ်တယ်ပြီးတော့လဲကျွန်တော်စောင့်ကြည့်နေတဲ့သူ့ကျွန်တော်ကတော့ခတ်မှန်းရပါတော့ပထမရှိမှကျွန်တော်သူ့